product လေးရတော့အကုန်လုံးတိလောက်မှာပါတူလဲနာမည်ကြီးရဲ့မှာပါတော့ကျမလည်းဝယ်မယ်နဲ့တူလဲတော်ဆောင်းလိုက်ရပြီးတော့သဘောမျိုးဖြစ်သွားတယ်သူ install ကုန်ရလေပြီးတော့ဒီ page လေးကလေသူစီမှာဝယ်ရင်အများနဲ့လက်ဆောင်လေးထည့်ပြီးရတဲ့ရမိသလောက်ပေါ့နော်အဲ့တော့ဒါတယောက်တည်းမဟုတ်ဘူးသူရဲ့ဒီ unboxing video အခြားတွေတင်လာလဲမြင်ပါတယ်အကုန်လုံးထည့်ပေးရတွေ့ရတယ်ဒါသူ့ရဲ့စေတနာပဲလေနော်အဲ့ဒါလေးကလေသူရဲ့ marketing strategy တစ်ခုလည်းဖြစ်တယ်လို့နောက်တစ်ခါပိုလဲနောက်သူစီမှာဝယ်ချင်စိတ်လည်းဖြစ်တယ်ဘလောက်မှလဲဒါကိုအတွက်လည်းအများကြီးမနစ်နာသွားဘူးတစ်ဖက်လက်ခံရတဲ့သူလည်းပြောတယ်ကျမပြောနေကြတဲ့အတိုင်းဆိုရင်လက်ဆောင်ပေးတာကပျော်ရွှင်စေတဲ့တက်တခုတိုးစီတယ်ပေါ့နော်ပြီးတော့လက်ဆောင်ရတဲ့သူရောပေးရတဲ့သူရောကန်ကောင်းတယ်ဘာလို့လဲဆိုတော့လက်ဆောင်ဆိုတာမျိုးကလူချင်းချင်းအများနဲ့ပေးလေးရှိရဲ့ຢာတခုမဟုတ်ဘူးအခုကိစ္စကိုပို့ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးကိုတော့မှပဲသုံးဖို့ဝင်လေးကြတယ်ပေါ့နော်ကျေးဇူးပါလို့ပြောဖို့တော့ဝင်လေးနေကြတဲ့အချိန်ဒီမှာဒီလိုမျိုးလက်ဆောင်လေးပေးရဲဆိုတဲ့ကောဒါသူ့ရဲ့စေတနာရင်းခံအောင်ပြလိုက်တာပဲလေနော်အဲ့တော့လက်ဆောင်ရတဲ့သူကလည်းတမိုးနေချင်းများချင်းတဲ့ငါ့ကိုဒီလိုလေးပေးပါလားပေးလိုက်ရတဲ့သူကလည်းငါဒါလေးတော့ပေးနိုင်မှာလားဆိုပြီးတော့စိတ်လေးပျော်ရတယ်ပေါ့ဒါကြောင့်ကျမစီမှာဆိုလဲကျမဒီအဆောင်ပစ္စည်းလေးတွေရောင်းကလေးကစရောင်းကလေးကနော်အမြဲတမ်းပေးတယ်တိတ်ထိတင်ချိုချင်ကိုအမြဲတမ်းလက်ဆောင်ပေးတယ်ဘယ်တော့မှမရောင်းဘူးတီးတန့်လာဝယ်ကြတယ်စင်ပြေလို့ဒါလေးရောင်းပေးပါလုံးဝမရောင်းဘူးအဆောင်ဝယ်ရမယ်ဒါလို့ချင်းအဆောင်ဝယ်အဲ့လိုမျိုးပဲပြီးတော့ကိုလည်းလက်ဆောင်ပေးရအများနဲ့လက်ဆောင်ထည့်ပေးရတာလေးကအပြင်မှာမရက်တွေဆိုရင်လည်းတိတ်မှာပါအပြင်မှာအများနဲ့လက်ဆောင်ပေးဖြစ်တယ်ဈေးလဲကိုအတွက်အလောက်ထိမကြည့်ဘူးလေကိုလည်းအိမ်မှာအများနဲ့ပွဲထိုးရင်းလေးနဲ့ဒါတိတ်ထိလေးတင်ဖျားလေးကတ်ဖျားလူဖျားလေးကတ်ဖျားမလူအဲ့လိုမျိုးလေးလုပ်ပေးရကိုအတွက်လည်းပန်းကြီးသွားလို့မဟုတ်ဘူးပြီးတော့လက်ဆောင်ဆိုတဲ့စကလုံးလေးကအရန်ကိုကောင်းနေပြီဆိုတဲ့ပုံစံမျိုးဖြစ်နေရပါတော့အဲ့တော့အကုန်လုံးပျော်ကြတယ်အဲ့တော့ကျမလည်းပျော်တယ်ပေးရတာသူကအဲ့တကြားလုံးလေးဆိုလို့ရှိရင်လည်းစားလိုက်တာနဲ့စိတ်ကိုကြည်လင်စေတယ်ကိုယ့်ရဲ့ပြောစကားတွေအောင်ဖို့အတွက်နေရာမှာတော့မှတုံးလို့ရတယ်သူဒီကိုယ့်ရဲ့တီလာသမားကြီးအားကောင်းရင်ကောင်းသလိုအတုံးဝင်စေတဲ့တကြားလုံးလေးပေါ့နော်ကျမစီမှာကျမအဆောင်ဝယ်တိုင်းအများနဲ့ပေးတယ်ပြီးတော့အဆောင်ဝေါ်ပေးပါဘယ်တော့မှမရောင်းဘူးဘယ်တော့မှမရောင်းဆိုလို့တော့ကျလိန်ရကြအောင်မယ်စစဟောကစားတော့2000နဲ့ရောင်းဘူးတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျမ F4 site ထုတ်ပေးရတယ်ပုံကတော့ဒီ Pinterest တို့ဘာလို့ပုံမှန်မှန်တယ်ဒါပေမဲ့ကျမဒီမှာလုပ်ပေးရတဲ့အရာတွေရှိသေးတယ်လေဒါပေမဲ့နောက်ပိုင်းကျတော့မရောင်းတော့ဘူးဘာလို့လဲဆိုတော့နည်းနည်း complaint တွေမခံနိုင်ဘူးနောက်တစ်ခါကျတော့အခုဒီနောက်ပိုင်းဆိုရင်အများနဲ့ free wallpaper တင်ပေးရကျမ page နဲ့ကျမကိုတွဲပြီးတည်ရတဲ့သူတွေဒီ free wallpaper ကနေတည်တယ်ပန်းရောင်ပုံလေးကနေတည်တယ် clover keychain special အဲ့လိုအရာတွေကနေတည်ကြတာများတယ်အများစုဒီ free wallpaper ပဲ free wallpaper အများနဲ့တင်ပေးတယ်ကျမရဲ့မြစ်တာပဲရောင်းလည်းမရောင်းဘူးလက်ဆောင်ပဲပေးတယ်တီးတန့်တော့မရဘူးတီးတန့်ကတော့အဆောင်ဝယ်တာတို့ထပ်တော့မေးတာတို့မှရတာကျေးဇူးပါ